Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ vlog လေးကတော့မင်္ဂလာပွဲလေးမှာကိန်းကကခဲ့တာလေးဖြစ်ပါရှင်ပွဲလေးကမနေ့ပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့အစောကြီးထပြီးတော့ဆရာစီမှာမိတ်ကပ်သွားလေးပါတယ်ကဲမိတ်ကပ်ပြင်ပြီးဆိုတော့အဝတ်စားကခမ်းမရဲရမှာလဲပါမယ်ရှင်စုမိတ်ကပ်လေးပြီးတာနဲ့စုနဲ့တူကမယ်ကိန်းကမင်းသားလေးလိမ့်ပါတယ်ဒါကတော့စုရဲဆရာပါမိတ်ကပ်လေးပြီးပြီဆိုတော့ကမ်းမရဲသွားပါမယ်ရှင်ကမ်းမရဲရောက်တော့ဩစာလေးပါတယ်မင်းသားတော့အငြိမ်မနေပါဘူးရှင်မင်းသမီးလည်းအငြိမ်မနေပါဘူးဒါကတော့ပွဲမွေရဲ့ပြင်ရလေ့ကျင့်နေတာလေးပါရှင်ပြီးတာနဲ့ခေါင်းဆောင်လေးဆောင်ပြီးတော့အစင်သစ်ဖြစ်ပါပြီရှင်စုတော့လည်းအစင်သစ်ဖြစ်နေပါပြီပွဲကလည်းစပါတော့မယ်ရှင်တခန်းကြီးလေးတေချာလေးပြန်ဆိုပြီးတာနဲ့အားလုံးအစင်သစ်ဖြစ်ပါပြီရှင်ကိန်းကနဲ့လောက်ကတော့ပြီးပါပါပြီရှင်တောင်မလေးတွေခတ်ပြီးတော့ပြန်ဝဲပြီးကဖို့တက်ဆက်ဖြစ်ပါပဲဘလူးကမလေးဆိုတာကိုအစုပ်တကြည့်ပေးကြပါဦးရှင်စကစိမ့်မြင်သူသင်ကြည့်ခရာစကားစဝဲတဝဲကျယုံကမုန်းနဲ့ခတ်တာပန်းမျိုးမွေးထုံးသွားပွဲလေးကတော့တလောက်ပါပဲရှင်အစုပ်တကြည့်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ဘိုင်ဘိုင်